ကဲပါဒီမှာတော့ကျွန်တော်ပူဒီကိုကဖောက်ပြသွားပါဖြစ်ပါတယ်ပေါ့နော်ချက်ဒီကောင်လေးတွေဟေးဆက်ဖောက်လိုက်ရဟေးလာမလို့လေဟောဟေးတော့ဝိုင်းဟေးမတော်ဒီဖုန်းဆိုင်မတော်ဖုန်းဝင်တယ်ဖြစ်တယ်။ရတယ် မတော်လားလေတော့ဒါလည်းတော့မရှိဘူးအောက်စီးပြကဲအာဟယ်လို ရဲလို့ဒီကလည်းဆိုပါညကတဲ့ပေါ့ အော်ဖတီးလေ ကတဲ့တော့ဟုတ်ပါ အော်ဟိုလား soft လေလားအော်အေးကောင်းလေးမှာဟိုကအလုံးကလူစုံရလားမစုံ ဆို အော်ဟော ဒီတကကြိုက်တယ် ကိုတဲ့ကျွန်တော်ဘိုင်ဘာနဲ့လည်းပုံပို့တာဒီဟိုဟာကြီးအချိတ်နေရကျောက်လုံးလောက်ဖြစ်လာကိုတဲ့ကျောက်လုံးလောက်ဖြစ်လာပြီးတော့စီကန်းသွားတာ2ရက်ရှိဟော तू ကလည်းအဲ့ဒီခဲတာကြီးอ่ะ तू ကအဲ့ဒီခဲတာကိုရောရင်ရောမရောပါလို့ရှိရင်ပြီးဖြစ်ပြီးတော့ခွဲရမယ်ပြောတယ်ကိုတဲ့ဒီဟိုနဲ့တော့အလုံးမို့ဟိုပါဇက်တွေကလည်းဘာမှဟိုမဖြစ်ဘူးတဲ့ပါဇက်တွေကလည်းဘာမှတော့ဟိုကကြိုက်တာတွေဟိုသွားနာတာလည်းမရှိဘူး तू ကသူအပြင်ကဘလို့ဖြစ်လာတယ်မသိအဲ့ဒီအခုကဆရာဝန်ပချိတ်နေရမှာဟောပချိတ်နေရမှာ तू ကအခုဆရာဝန်ပြောတော့ဒီပချိတ်လည်းမဟုတ်ဘူးမော်နာလည်းမဟုတ်ဘူးတဲ့ဒီဟာဟိုဝက်ချန်တို့ဘာလို့ကနေပိုးဝင်တဲ့ပုံစံမျိုးဖြစ်တာပြောတယ်နော်ခဲရဒီချက်ချင်းကြီးတက်လာတယ်တော့ဘယ်လို့ ဝန်းလည်းမချုပ်ဘူးလေ ဆော်လေးပါ ဟိုစေကန်းသွားတာ2ရက်ရှိပြီအခုလည်းစေကန်းနေပြန်လာစေထူလို့ရှိရင်တက်တာလဲဆိုတာကိုလည်းဒီအယောင်ကြီးကတော့မကြောက်ဘူးလေဟိုဒီကြိုက်တာတော့တက်တာတော့တားကြိုက်တယ်လို့တဲ့ဟိုပထမညဆိုကျွန်တော်အိတ်လို့တော့မဟုတ်ခေါင်းချလိုက်တယ်ခေါင်းနဲ့ထိတယ်လေဘင်းကြောရောတားကြိုက်တယ်ဟုတ်တယ်ပချိတ်ရောင်တယ်လို့အလုံးကြီးဖြစ်လာတယ်တဲ့ဟိုပချိတ်အပြင်ကိုတဲ့အပြင်ကလေကျွန်တော်ပချိတ်ရောင်ကိုတက်တွေ့ကြလားအဲ့လိုမျိုးရောင်တာဒါပေမဲ့အခုကပချိတ်မဟုတ်ဘူးတဲ့ပချိတ်ဆိုရင်တော့သူကဒီပြန်ရောပါတယ်ဟုတ်ပါဒီဟာကြီးကခဲပြီးတော့လေကျုပ်အလုံးကြီးလို့ပြန်ကျုပ်အလုံးတော့အရွယ်လောက်ပြန်နေတယ်တဲ့အပူကလည်းဒီလေကျွန်တော်ရေရဲ့အသားတောက်တာဝန်းနဲ့မှန်တယ်လူပိုးဝင်တာလည်းဖြစ်ဖို့များဟောသူကလည်းချက်ချင်းဆိုတော့ကိုတနေ့ကကျွန်တော်အလုပ်လာတော့ရောင်လေးတော့